ဆယ်ရာရဲ့ညအိတ်ဝတ်စုံတွေကိုဝတ်ဆင်ထားတဲ့လက်ထောက်တဦးဟာသူ့ရဲ့စစ်ဆက်ထားသူနေတန်နဲ့အပီးအပြင်ဖောက်ပြန်နေပါတယ်။ဒါတင်မကသေးတဲ့ဆယ်ရာနားမကြားတာနဲ့ပတ်သက်ပြီးလှောင်ပြောင်နေပါသေးတယ်။ဒါပေမဲ့သူတို့မသိလိုက်တာကတော့ဆယ်ရာဟာနားကြားအာယုံပြန်ရနေပြီဖြစ်ပြီးသူတို့စကားပြောသမျှအကုန်လုံးကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတာပါပဲ။ဆယ်ရာတယောက်လုံးဝကိုမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။သူ့ကို15နှစ်တိုင်တိုင်ချစ်ခဲ့ပါတယ်ဆိုတဲ့တချိန်ကသူ့အတွက်ဓားစာခံဖြစ်အသက်ပေးခဲ့ဘူးပြီးကားမတော်တဆမှုတောင်ဖြစ်ခဲ့ဘူးတဲ့နေတန်ကဒီလိုမျိုးတစ္ဆာဖောက်လိုက်မယ်လို့ဘလို့မှထင်မထားခဲ့တာပါပြီးခဲ့တဲ့မနေ့တနေ့ကပဲဆယ်ရာဟာကဘာပေါ်မှာအပျော်ဆုံးအမျိုးသမီးတယောက်လို့ယုံကြည်နေခဲ့တာပါဘာလို့လဲဆိုတော့မင်္ဂလာပွဲကို10ရက်တောင်မလိုတော့တဲ့အချိန်မှာသူ့ရဲ့နားကြားအာယုံကပြန်ကောင်းလာတယ်ဆိုတာတီးလိုက်ရလို့ပျော်မဆုံးဖြစ်နေခဲ့တာလေအဲ့ဒီသတင်းကောင်းကိုနေတန်ကိုပြောပြဖို့ဆယ်ရာအိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်ဒါပေမဲ့သူမြင်လိုက်ရတာကတော့နေတန်နဲ့လက်ထောက်တို့ရဲ့ယွန်စရာကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲဒါနဲ့နောက်တစ်နေ့မှာတော့ဆယ်ရာတယောက်လက်ထောက်စီသွားပြီးသူ့ရဲ့တေဆုံးမှုကိုဟန်ဆောင်ဖန်တီးပေးဖို့ကူညီခိုင်းခဲ့ပါတယ်။အဲ့ဒီနေ့ညနေအိမ်ပြန်ရောက်တော့နေတန်ကဆယ်ရာဘသွားနေလဲဆိုပြီးစိတ်ပူနေတဲ့မျက်နှာနဲ့မေးခဲ့ပါတယ်။ဆယ်ရာကတော့ကားပိတ်လို့နောက်ကျကြောင်းပေါ့ပေါ့ပါပါပဲဖြေခဲ့တယ်။အဲ့ဒီခါကျမှနေတန်ကစိတ်အေးသွားပြီးဆယ်ရာကိုထိုင်ခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအနီးနားကသူငယ်ချင်းတယောက်ကနေတန်ကိုဆက်နောက်ပြီးဆယ်ရာနဲ့လက်ထပ်တော့မှဆိုတော့လက်ထောက်မီနာကိုဘယ်လိုလုပ်မလဲလို့မေးခဲ့ပါတယ်။နေတန်ကလည်းမီနာကအယုတ်တယုတ်တာဖြစ်ကြောင်းသူချစ်တဲ့သူကအမြဲတမ်းဆယ်ရာဖြစ်ကြောင်းပြက်ပြက်သားသားပြောခဲ့ပါတယ်။ဒါပေမဲ့သူမသိလိုက်တာကတော့ဆယ်ရာကနေတန်ရဲ့ရင်ထဲမှာတခြားမိန်းမတယောက်ကိုနေရာပေးထားတာကိုဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးဆိုတာပါပဲ။ဆယ်ရာကအိတ်ချင်ရောင်ဆောင်ပြီးအပေါ်ထက်ကိုခေါ်သွားခဲ့တယ်။နေတန်ကသူ့အတွက်အံ့အားသင့်စရာတွေပြင်ဆင်ထားတာကိုမြင်တော့ဆယ်ရာဟာသူတို့ရဲ့လှပခဲ့တဲ့အတိတ်ကအမှတ်တရတွေကိုပြန်သတိရသွားခဲ့ပါတယ်။ဒါကြောင့်သူနေတန်ကိုနောက်ထပ်ခွင့်ရေးတစ်ကြိမ်ပေးဖို့ဆုံးဖြတ်ပြီးသူ့ကိုချစ်လားလို့မေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနောက်ကနေမီနာရဲ့အတန်ကသူစာကြည့်ခန်းထဲမှာနေတန်ကိုစောင့်နေမယ်လို့ပြောလိုက်ပါတယ်။ဆယ်ရာတယောက်ထပ်ပြီးစိတ်ပြတ်သွားခဲ့ရပါတယ်။ဆယ်ရာကသူပျောက်ကွယ်သွားရင်ဘာလုပ်မလဲလို့နေတန်ကိုမေးခဲ့တယ်။နေတန်ကလည်းဆယ်ရာကိုအတိတ်ပဲမရှိတာတွေမပြောဖို့ပြောပြီးလက်ထွက်ကအပေါ်ထက်ကိုတက်သွားခဲ့ပါတော့တယ်။နောက်တစ်နေ့မှာတော့နေတန်ကဆယ်ရာကိုမင်္ဂလာဝတ်စုံစမ်းဖို့အတွက်သူတို့သမီးဆိုင်ကိုခေါ်သွားခဲ့ပါတယ်။ဆယ်ရာကဘာစိတ်လှုပ်ရှားမှုမှမပြတာကိုမြင်တော့နေတန်ကအန်တတကြီးမေးခဲ့တယ်။ဆယ်ရာကလည်းဘာဟာကိုရွေးရမှန်းမသိလို့စဉ်းစားနေတာပါလို့ဝိုးရိုးဝါးဖြေခဲ့ပါတယ်။သူတို့နှစ်ယောက်ပေါ်ထက်ကိုတက်တော့မဲ့အချိန်မှာပဲမီနာကရုတ်တရက်ပေါ်လာပြီးဆယ်ရာစီလျှောက်လာကသူကနေတန်ငားထားတဲ့အမူအရာဘာသာပြန်သူဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဆိုင်ဝန်ထမ်းတွေအားလုံးကလည်းနေတန်ကဆယ်ရာကိုတကယ်ချစ်ကြောင်းချီးကျူးခဲ့ကြတယ်။နေတန်ကလည်းလူအများရှေ့မှာမီနာနဲ့စကားများရတာအဆင်မပြေတာကြောင့်သူ့ကိုဘေးနားမှာပဲထားခဲ့တယ်။နေတန်ကဆယ်ရာအတွက်မာယူကျုပ်လုပ်ထားတဲ့မင်္ဂလာဝတ်စုံနှစ်စုံကိုပြင်ဆင်ထားခဲ့ပါတယ်။ပြီးတော့သူကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့စိန်လက်စွပ်တကွင်းကိုထုတ်ယူပြီးဆယ်ရာရဲ့လက်မှာဆွပေးခဲ့ပါတယ်။ဒါကိုမြင်တော့မီနာကလည်းမင်္ဂလာဝတ်စုံဝတ်ကြည့်ချင်ကြောင်းပြောခဲ့ပါတယ်။နေတန်ကလည်းချက်ချင်းပဲသဘောတူခဲ့ပြီးနောက်မှအကြောင်းပြချက်တစ်ခုခုနဲ့အဝတ်အစားကိုမီနာစီယူလာပေးမယ်လို့ပြောခဲ့ပါတယ်။ဆယ်ရာကနေတန်ရဲ့လက်ကိုဆွဲပြီးနေဖို့တောင်းပန်ခဲ့ပေမဲ့နေတန်ကတော့လှည့်ထွက်သွားခဲ့ပါတယ်။မကြာခင်မှာပဲဆယ်ရာစီကိုမီနာစီကနေဗီဒီယိုတစ်ခုရောက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဘယ်လောက်ချစ်ခင်နေကြလဲဆိုတာကိုမြင်တော့ဆယ်ရာတယောက်ချက်ချင်းပဲပြုတ်အန်ခြင်းစိတ်ပေါက်ပြီးဒေါသတကြီးနဲ့လက်စွပ်ကိုလွင့်ပစ်လိုက်တယ်။အဲ့ဒီနားမှာပဲလက်ထောက်ကဖုံးဆက်ပြီး3ရက်ဆိုရင်ဆယ်ရာထွက်သွားနိုင်ပြီဖြစ်ကြောင်းသူတကယ်ပဲသွားချင်တာဟုတ်မဟုတ်မေးခဲ့ပါတယ်။ဆယ်ရာကလည်းလုံးဝတေချာကြောင်းပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနေတန်ကအမှတ်မထင်ပြန်ရောက်လာခဲ့တယ်။ဆယ်ရာကထွက်သွားချင်တယ်လို့ကြားတော့သူဘယ်ကိုသွားမလို့လဲလို့အလောတကြီးမေးခဲ့ပါတယ်။ဆယ်ရာကလည်းပြားရီစံခရီးအတွက်လေရင်လက်မှတ်တွေကိုကြည့်နေတာပါလို့ရှင်းပြခဲ့တယ်။အဲ့ဒီစကားကြားမှာပဲနေတန်တယောက်စိတ်အေးသွားခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်ကြာမှာပဲဆယ်ရာတယောက်ရုတ်တရက်ပြုတ်အန်ခြင်းစိတ်ပေါ်လာပြီးနေတန်ရဲ့ရင်ခွင်ထဲမှာတတိလစ်သွားခဲ့ပါတယ်။ဆယ်ရာပြန်နိုးလာတော့ဆရာဝန်ကသူကိုဝန်ရှိနေကြောင်းပြောခဲ့တယ်။ဆယ်ရာကဆရာဝန်ကိုသူနေတန်ကိုအံ့အားသင့်စေခြင်းကြောင်းပြောပြီးရှုပ်ဝက်ထားပေးဖို့တောင်းဆိုခဲ့ပါတယ်။နောက်တစ်နေ့မှာဆယ်ရာဆေးရုံကဆင်းတော့အမှတ်မထင်လူမိုက်တွေရဲ့အနောက်ရှက်ခံနေရတဲ့မီနာနဲ့ဆုံခဲ့ပါတယ်။နေတန်ကချက်ချင်းပဲဆယ်ရာကိုပစ်ထားပြီးမီနာအတွက်ကလဲ့စားချေဖို့သွားခဲ့ပါတယ်။ဆယ်ရာတယောက်ရုတ်တရက်ဘိုင်းအောင်တာပြင်းပြင်းထန်ထန်ခံစားရပြီးနေတန်ကိုအကူအညီတောင်းခဲ့ပါတယ်။ဒါပေမဲ့မီနာကသူလဲကိုဝန်ရှိနေကြောင်းပြောလိုက်ပါတယ်။နေတန်ကဆယ်ရာကိုကိုယ့်ဘာသာဆရာဝန်ရှာဖို့ပြောပြီးမီနာကိုပွေ့ချီပြီးထွက်သွားခဲ့ပါတယ်။ဆယ်ရာတယောက်နေတန်ပေါ်လုံးဝစိတ်ပြတ်အားငယ်သွားခဲ့ရပါတယ်။သူပြန်တတိယလာတော့သူနာပြုဆရာမကသူလွယ်ထားတဲ့ကလေးလေးဟာကိုဝန်ပြတ်ကျသွားပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။ဆယ်ရာတယောက်အယံဝမ်းနေချိန်မှာမီနာကသူ့ကိုဖုံးဆက်ပြီးသူဟာယောက်ျားလေးတယောက်နဲ့မိန်းကလေးတယောက်အမွာကိုဝန်ရှိနေကြောင်းပြီးခဲ့တဲ့မနေ့ကလူမိုက်တွေကသူတရုပ်ဆောင်ခိုင်းထားတဲ့သူတွေဖြစ်ကြောင်းပြောခဲ့ပါတယ်။အမှန်တရားကိုသိလိုက်ရပြီးနောက်ဆယ်ရာတယောက်နေတန်ပေါ်ရရက်ဆက်ဆက်ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်
တိတ်မကြခင်မှာပဲနေတန်ကတကားကိုတွန်းဖွင့်ပြီးဝင်လာခဲ့တယ်။ဆယ်ရာကိုချစ်ခင်ဟန်ဆောင်ပြီးပွေ့ဖက်ပြီးနောက်မနေ့ကအခြေအနေကအရေးပေါ်ဖြစ်လို့မထင်မှတ်ပဲဆယ်ရာကိုထားခဲ့ရတာပါလို့ရှင်းပြခဲ့ပါတယ်။တိတ်မကြခင်မှာပဲမီနာကဖုံးဆက်ပြီးသူချော်လဲသွားကြောင်းထပ်ပြောခဲ့ပါတယ်။နေတန်ကလည်းတွန့်ဆုတ်မနေပဲထွက်သွားခဲ့ပါတယ်။နေတန်ထွက်သွားတာကိုကြည့်ရင်ဆယ်ရာကလက်ထောက်နဲ့သွားတွေ့ပြီးသူပေးတဲ့ဟန်ဆောင်မှုဆေးပြားကိုတောက်ခဲ့ပါတယ်။ဆယ်ရာကိုလူနာတင်ရင်ပေါ်တင်နေတော့မှပဲနေတန်ကအမှတ်မထင်ဖြစ်သွားခဲ့ပါတယ်။ဆယ်ရာကိုလူနာတင်ကုတင်ပေါ်မှာမြင်လိုက်ရတော့သူ့မျက်လုံးတွေချက်ချင်းပဲပြူးကျပြီးနောင်တရသွားခဲ့ပါတော့တယ်။